အားလုံးပဲမင်္ဂလာပါခြေကုတ်တင်မဲ့ခေါင်းစဉ်လေးကတမျိုးအထည်ချုပ်လောကထဲကိုဝင်ပြီဆိုတာနဲ့တိကိုတီးရမယ်အချက်တွေကိုခြေတင်ပေးသွားမှာအဲ့တော့ဒီနေ့တင်မဲ့သင်ခန်းစာလေးကအရေးကြီးတယ်เนาะဒီဟာလေးကမဖြစ်မနေတိကိုတီးရမယ်အဲ့တော့ဒီနေ့တင်မဲ့သင်ခန်းစာရဲ့ခေါင်းစဉ်ကိုခြေကဘယ်လိုပေးထားမလဲဆိုတော့ pattern layout เนาะ pattern layout ဆိုပြီးတော့တစ်ပိုင်းပြီးတော့ရင်နောက်တစ်ခါကျ grain line alignment ဆိုပြီးတော့တစ်ခုပေါ့เนาะခြေနှစ်ခုခွဲပြီးတော့ပြောသွားမယ်အဲ့တော့ pattern layout ဆိုတာဘာလဲပေါ့เนาะ pattern layout ဆိုတာကခြေတို့အခု pattern တွေဆွဲပြီးသွားပြီဆွဲပြီးသွားရင်ဒီလိုမျိုး pattern ချုပ်စာထုတ်ပြီးသား pieces တွေထွက်လာပြီပေါ့နော် pattern အပိုင်းစာလေးထွက်လာပြီဆိုရင်ပိတ်ပေါ်မှာစီတာပေါ့စကားလုံးကြီးကြီးနဲ့ပြောရမယ်ဆိုရင်ရလာတဲ့ pattern အပိုင်းတွေကိုပိတ်ပေါ်မှာ strategy ကြစီတာပြောချင်တာနီးစနစ်တကျလုံးဝကိုစီတာပေါ့နော်အဲ့ဒါတွေကအရေးကြီးတယ်နော်အဲ့တော့တနည်းစီတက်ရင်စီတက်တဲ့လောက်ပိတ်အလေအလွင့်နဲသွားမယ်ကုန်တာပိတ်ကုန်တာနဲမယ်နော်ကုန်ကြစရိတ်တွေတက်တာသွားမယ်နော်အဲ့ဒီအတွက်ကြောင့်မို့ဒီအပိုင်းကလည်းမဖြစ်မနေတီကိုတည်ထားရမယ်အပိုင်းပေါ့နော် okay ပြီးတော့ရင်နောက်တစ်ခုကကြတော့ grain line alignment နော်အဲ့တော့ grain line alignment ကဘာကိုပြောရလဲဆိုရင်ခြေတမီးတို့ pattern တွေဆွဲကြနေတဲ့အချိန်ကြရင်လေပိတ်ကြောဆိုပြီးပြောချက်ဒီလိုမျိုးပိတ်ကြောတွေထက်ပြီးဆွဲပြပေးသွားတာတမျိုးတတိထားမိလိမ့်မယ်နော်အရေးကြီးတယ်ဒီကောင်တွေမဆောင်းစင်နဲ့တဲဖြစ်ကမယ်နည်းနည်းလေးတော့မရိုင်းစင်နဲ့နော်အဲ့လိုမျိုးတွေချက်ပြောပြီးတော့တင်သွားတာတွေတမျိုးတတိထားမိလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့ကောင်လေးတွေကကြတော့အရေးကြီးတယ်နော်အဲ့ဒါဆို grain line ဆိုတာဘာကိုပြောရလဲဆိုရင် fabric thread direction လို့လည်းခေါ်တယ်နော်ပိတ်ကြောပေါ့အဓိကဗမာလိုနည်းနည်းပြောရမယ်ဆိုရင်ပေါ့နော်အဲ့တော့အဲ့မှာအရေးကြီးတာကအဲ့ grain line ဆိုတာ pattern မှာပါတဲ့မြားနော်အဲ့ဒါနဲ့ချိန်ပြီးတော့ခြေတို့ကနော်သွားတာပေါ့နော်ဒီလိုမျိုးများတွေပါလာပါကြတော့ခြေတို့က grain line direction လို့ခေါ်တာပေါ့နော်အဲ့တော့ grain line ယူတော့မယ်ဆိုရင်ခြေတို့ကများသောအားဖြင့်အနာသားနဲ့ parallel အပြိုင်ယူကြတယ်ပေါ့နော်အဲ့တော့ခြေတို့ကပိတ်ကြောတွေအရေးကြီးတယ်နော်အဲ့တော့ပိတ်ကြောကို parallel ထားရမယ်ပေါ့နော်ပိတ်ကြောကိုနည်းနည်းလေးစောင်းတာလည်းမဖြစ်ကြဘူးကွေးတာလည်းမဖြစ်ကြဘူးလှဲ့ရတယ်လည်းမဖြစ်ကြဘူး okay ပိတ်ကြောမှားရင်ဘာဖြစ်မလဲနော်ပိတ်ကြောမှားရင်ဘာဖြစ်မလဲဆိုရင်ခြေတို့လောက်ထားတဲ့ pattern တွေကမှားကုန်နေမယ်တခါတလေအင်ကြီးတွေကဝစ်လိုက်တယ်လိန်နေတယ်တတောင့်တတာမရှိဘူးဘာလိန်လို့လိန်နေမှမသိဘူးဆိုတာတမီးတော့အဲ့ပိတ်ကြောမှာအရန်အရေးကြီးတယ်နော်ပိတ်ကြောယူတာမှားတာနဲ့အင်ဂျီကလေးသွားပြီးတော့လိန်နာတွေပါဖြစ်တတ်တယ်ပေါ့နော်ပြီးတော့ရင်ခြေလို့လိုချင်တဲ့ ready to wear quality စစ်ကိုမရဘူးပေါ့နော် okay ဟုတ်ပြီအဲ့ဒါလေးကကြတော့ခြေလို့ grain line အပိုင်းရဲ့ pattern စနစ်ကြချတဲ့ဟာတွေပေါ့ဟုတ်ပြီ pattern ချတာတော့ဟုတ်ပြီ pattern ချတတ်ပါပြီပေါ့နော်အဲ့တော့ pattern ချတတ်ပြီဆိုရင်ခြေလို့အရေးကြီးတာက pattern ချဖို့အတွက်ကို fabric ဝယ်တဲ့အချိန်ကျရင်အရေးကြီးသွားတယ်ဆိုပါစို့ခြေလို့အခုဈေးကွက်ထဲမှာဝယ်မယ်ဆိုရင်အခုနော်ဒီကောင်လေးတွေကိုခြေပြောချင်တာပေါ့အဲ့တော့ခြေလို့တမျိုးဈေးကွက်တွေထဲမှာဝယ်မယ်ဆိုရင်ခြေလို့ဟိုပေါ့ဘယ်လိုမျိုးလေးလဲဆိုတော့အခုဆိုပါစို့ခြေလို့အနံသေးရှိတယ်နော်ပုံမှန်အနံရှိတယ်အနံကြီးရှိတယ်အနံလုံးဆိုပြီးတော့ခြေလို့ခွဲသွားလို့ရတယ်ဒါလေးခြေရှင်းမှာတင်ရင်းနဲ့ပြောသွားတယ်နော်ညာသားပြည့်တော့အနံသေးဆိုဟိုးရင်တော့တက်ထွန်လို့ပါဆို2000ထိတောင်လာဘူးရတယ်ရှိတယ်အခုနောက်ပိုင်းတော့2000တက်ထွာပေါ့နော်2000တက်ထွာလို့ပါလာတာရှိတယ်လက်မနဲ့ဆိုရင်44 45အဲ့ဝင်းကျင်လောက်လေးလာတာရှိတယ်နောက်ပြီးတော့နောက်တစ်ခုကကြပုံမှန်အနံဆိုရင်ညာသားပြည့်48လက်မှ49လက်မှအဲ့ဝင်းကျင်လောက်လေးလာကြတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကြအနံကြီးနော်အနံကြီးကကြတော့ခြေတို့အခုဒီကောင်လေးပေါ့နော်အနံကြီးကကြခြေက3000နှစ်လက်မှများသောအားဖြင့်တော့56 59ဒါတွေကဘယ်လိုမျိုးတွေလဲဆိုတော့ခြေတို့စက်ပန့်နေတော်တော်များများကဒီလိုအနံကြီးတွေလာတယ်နော်စက်ပန်းနေတော်တော်များများအဲ့လိုနော်အနံကြီးတွေလာတယ်နောက်ပြီးတော့ရင်တော့ပုံမှန်အနံပေါ့ပုံမှန်အနံကြတော့ခြေတို့ဒီတိုင်းခြေတို့ uniform တွေချုပ်မယ်ဆိုရင်အဲ့လိုပေါ့နော် gray arrow အသားလေးတွေအဲ့လိုမျိုးလေးမှာဆိုရင်အနံကြီးတွေလာတာလည်းရှိတယ်ပုံမှန်အနံလာတာလည်းရှိတယ်နော်ပြီးတော့ရင်နောက်တစ်ခုကကြအနံလွန်ပေါ့အနံလွန်ဆိုတာကြီးလည်းလာတာရှိတယ်အများဆုံးဖြင့်ခြေတို့ဗမာတွေ့ရလဲဆိုရင်ဆွဲသားကြီးတွေမှာတွေ့ရတယ်နော်အဲ့လိုမျိုးပေါ့အနံလုံးကတော့ရှားတယ်နော်ဒါ okay ဟုတ်ပြီအဲ့တော့များသောအားဖြင့်လာတာကခြေတို့အသုံးများတာပုံမှန်အနံနဲ့အနံကြီးနဲ့အဲ့လိုမျိုးလေးသုံးတယ်ပေါ့အနံသေးလည်းမရှိတာမဟုတ်ဘူးရှိတယ်ဆိုပါစို့အနံသေးအနံပုံမှန်အနံကြီးအဲ့ဒါကဘာကိုပြောတာလဲနော်ဘာကိုပြောရလဲဆိုရင်ခြေတို့ကပိတ်စားတစ်ခုခြေတို့ပိတ်တွေသွားဝယ်တယ်လေပိတ်တွေသွားဝယ်ရင်တစ်ခိုက်ပေးပါနှစ်ခိုက်ပေးပါဟုတ်တယ်နော်တမျိုးအဲ့လိုမျိုးလေးသွားဝယ်အဲ့ဒါကြီးကကြတော့ခြေတို့ဒီလိုပိတ်ရဲ့အနာသား fabric အနာသားနဲ့တစ်ခိုက်ဆိုပါစို့ဒါတစ်ခိုက်ပဲထားပါတော့နော်ဒီလိုမျိုးလေးခြေလို့ချိန်ကြတယ်တစ်ခိုက်နှစ်ခိုက်အဲ့လိုမျိုးလေးချိန်တယ်နော်အဲ့ဒါကကြတော့ပိတ်ရဲ့ဟိုပါပေါ့ပိတ်ကြောနဲ့အပြိုင်သွားပြီးတော့လောက်တာပေါ့နော်အဲ့ဒါအလှည့်ရပေါ့ပြောရမယ်ဆိုရင်ပြီးရင်နောက်တစ်ခါကျသူ့ရဲ့ဒီဘက်ကအလှည့်ရဆိုသူ့ရဲ့ဒီဘက်ကကြတော့ခြေလို့ပိတ်ရဲ့အနံလို့ခေါ်ပိတ်ရဲ့အနံ
နော်အဲ့တော့အနံမှာခြေခုနပြောတဲ့အနံသေးလားပုံမှန်အနံလားအနံကြီးလားအဲ့လိုမျိုးလေးသွားပြီးတော့ရှိတယ်ပေါ့အဲ့တော့အနံသေးဝယ်မလားပုံမှန်အနံဝယ်မလားအနံကြီးဝယ်မလားဖြစ်နိုင်တော့အနံကြီးတာဝယ် okay ဘာကွာတာလဲခြေလို့ကြည့်အောင်နော်အဲ့တော့အခုဒီမှာခြေလို့အလွယ်ဆုံးပေါ့နော်အလွယ်ဆုံးပတ်တန်တစ်ခုကိုကြည့်လိုက်မယ်ဆိုရင်အင်ဂျင်နောက်ချမ်းရှိမယ်ရှေ့ချမ်းရှိမယ်ဆိုပါစို့နော်ပြီးတော့လက်ရှိမယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေမှာဆိုရင်ခြေလို့အခုဒီမှာကြည့်ဒါလေးကိုတမီးကအနံသေးလို့မြင်လိုက်နော်ပြီးတော့ဒါလေးကကြတော့အနံပုံမှန်အနံပေါ့ဒါလေးကအနံကြီးလို့မြင်ကြည့်လိုက်နော်အဲ့တော့ဒီမှာပုံမှန်အနံသေးမှာစမ်းထည့်မယ်ဆိုရင်ဒီလိုပတ်တန်လေးကကြတော့ခြေတော့အခုဒီမှာကြည့်အနံသေးတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးပတ်တန်ချရင်ကိုယ်တန်းတစ်ခုရှင်ချလို့မရတော့နော်မြင်လားမသိနော်ဒီလိုပုံစံလေးပေါ့အဲ့တော့ခြေတော့ဒီဘက်ကကြတော့ခြေတော့အနာသားနော်အနာသားဆိုတာခြေတော့တကိုင်းတကိုင်းအဲ့လိုမျိုးဝယ်တယ်သူရဲ့အနာသားပေါ့နော်ဒါတမျိုးအဲ့အမွှေးလေးတွေပါတချို့ဟာတွေလည်းအမွှေးပါတယ်တချို့ဟာတွေလည်းမပါဘူးเนาะခြေလို့အဲ့အကြောင်းလို့ခြေလို့ပြောတယ်ပိတ်မှာ grain line အရေးကြီးရယ် grain line အရေးကြီးရယ်ဆိုပြီးခြေလို့ထည့်သွားတယ်လေเนาะအဲ့တော့သူ့ရဲ့ဒီကောင်ကဘာကိုပြောရလဲဆိုရင်ခြေလို့ကိုဒီလိုမြားလေးနေပေါ့နော်เนาะအဲ့ဒါကဘာကိုပြောရလဲဆိုရင်သူ့ရဲ့ဒီအနာသားနဲ့ဒါနဲ့အပြိုင်ဖြစ်နေရမယ်လို့ပြောတာပေါ့နော်အဲ့တော့သူ့အနာသားနဲ့ခြေလို့ပိတ်ကိုအပြိုင်ပေါ့နော်ပတ်တန်လေးတွေကိုဒီလိုမျိုးတင်လိုက်တဲ့အချိန်ကျရင်အနံသေးတဲ့အချိန်ကျရင်ခြေလို့ကသိလားတင်ရတာတွေကဟိုပါပေါ့ဒီကိုယ်ထဲနှစ်ခုကြီးမဆန့်တော့အဲ့ကိုယ်ထဲရှိကိုဒီဘက်ကြီးတွေလာရတယ်တွေ့လားအဲ့တော့အနံသေးဆိုရင်ခြေကပိတ်စပူကုန်နော်ယူရတဲ့ဟာပေါ့နော်ပြီးတော့ကိုယ့်ရဲ့အင်ဂျီဒီဇိုင်းပေါ်လဲမူတည်သေးတာနော်အဲ့တော့တစ်ခါတလေပုံမှန်အနံလောက်ပုံမှန်အနံလောက်ဆိုရင်ခြေလို့အင်ဂျီ small medium size လောက်ထိလေးပေါ့နော်အရန်အနံဟိုပါပေါ့ size အရန်ကြီးရင်လဲပုံမှန်အနံမှာမဝင်ပြန်ဘူးနော်အဲ့လိုမျိုးပေါ့အဲ့ဒါကြောင့်လို့ size အသေးရောအကြီးရောတော်တော်များများဝင်ခြင်းလဲဆိုရင်ခြေလို့ကဒီလိုမျိုးအနံကြီးသုံးတာပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့တော့အခုဒီကောင်မှာဆိုရင်ခြေလို့ကိုယ်ထဲနှစ်ခုသွားပြီးတော့ဆက်သွားအောင်တွေ့လားဟိုကဆန့်သွားတယ်ကွာဆန့်သွားတော့ခြေလို့သုံးရတာအစင်ဟိုပါပေါ့ပိတ်စားပို့ပြီးတော့နည်းနည်းပဲကုန်မယ်เนาะအဲ့ဒီသဘောမျိုးလေးเนาะအဲဆိုရင်ဒီမှာတွေ့လားအနံကြီးဆိုခြင်းပိတ်တယ်အများကြီးပြောချင်တာဒီမှာခြေလို့တခိုင်းတွေ့လားအဲ့လိုမျိုးလေးနည်းနည်းဝယ်ရနဲ့ကိုရတယ်ပေါ့အဲ့ဒီသဘောမျိုးလေးเนาะအဲ့တော့အခုဒီပုံလေးတွေเนาะဒီပုံလေးတွေဆိုပါဆိုဒီလိုဘောင်းမီလေးတွေပေါ့เนาะနော်ဒီလိုပုံစံလေးမှာဆိုတွေ့လားအနံသေးဆိုရင်ခြေကပိတ်ကိုပိုဝယ်ရတယ်တွေ့ရနော်ဘာလို့လဲဆိုတော့ပိတ်ခင်းတဲ့အချိန်ဒီလိုမျိုးကြီးသွားပြီးတော့မဆန့်အောင်လေမဆန့်တဲ့အတွက်ကြောင့်အနံသေးဆိုပိတ်ကိုပိုဝယ်ရတယ်ပုံမှန်အနံဆိုရင်ပိတ်ကိုဒီလောက်ဝယ်ဆိုဒီမှာကြည့်အနံကြီးဆိုတွေ့လားဒီလိုမျိုးကြီးဆန့်သွားဖြစ်တဲ့အတွက်ကြောင့်မလို့ပိတ်တွေအများကြီးပိုတယ်နော်အဲ့ဒါကြောင့်မလို့တမီးကချက်ကိုလေတချို့ဆိုဒီချက်ပိတ်ပလားဝယ်ရမလဲပိတ်ပလားဝယ်ရမလဲလို့မေးတဲ့အချိန်ကျရင်ခြေကပုံမှန်အရင်အတိအကျပြောလို့မရဘူးတမီးတို့ဝယ်ခဲ့တဲ့ပိတ်ကအနံသေးလားအနံကြီးလားပုံမှန်အနံလားအဲ့ပေါ်မူတည်ပြီးတော့ခြေကသွားသေးတယ်ပြီးတော့တမီးတို့ချုပ်မယ်ပိတ်ရဲ့ size ပေါ့ပြောချင်တာ medium size ချုပ်မှာလား less size ချုပ်မှာလားတခါလေ plus size 80ရေးကြရင်မဝင်တဲ့အချိန်ကြရင်လည်းသူ့ကိုအထက်အောက်တွေညှက်ရတာတွေရှိတယ်ပေါ့နော်အဲ့ပေါ်မူတည်ပြီးသွားတာနော်အဲ့ပေါ်လေးနဲ့အဲ့တော့ဖြစ်နိုင်တော့အနံကြီးတာဝယ်အနံလုံးရရင်တော့အကောင်းဆုံးပေါ့အနံလုံးကတော့လာတာရှားပါတယ်နော်အဲ့ဒါဆိုခြေကအခုဒီလိုပုံစံလေးနော်အဲ့ဒါဆိုတော့စက်ရုံတွေမှာအခုဒီပုံလေးတွေကိုခြေဟိုပါပေါ့နော်တမျိုးတင်ရိုးရဲ့ comment မှာခြေလောက်ထားပေးမယ်အဲ့တော့ဒီပုံလေးတွေအခြေခံကြည့်ပြီးတော့ပတ်တန်လေးတွေဒီလိုလေးတွေထည့်သွားရပါလားဆိုတဲ့ဟာမျိုးလေးတမျိုးသိသွားအောင်လို့နော်အော်ဒီလိုလေးချလို့ရပါလားနော်အဲ့လိုမျိုးလေးတွေ့လားဒါဆိုပတ်တန်လေးတွေကိုလှည့်ယူရတာလေဟိုဘက်နဲ့ဒီဘက်တွေ့ရနော်ရမယ်နော်ခြေလို့ရှေ့ချမ်းဆိုရင်ဘာမှမရရှေ့ချမ်းနှစ်ချမ်းနောက်ချမ်းဆိုနောက်ချမ်းနှစ်ချမ်းနော်အဲ့လိုမျိုးလေးလှည့်ယူရတာတခါတလေလေးအဲ့လိုမျိုးနှစ်ချမ်းလေးလှည့်ယူသွားတာကပိတ်ကိုပို့ပြီးတော့ဟိုဟာဖြစ်တယ်သိလားပိတ်ကိုပို့ဟိုဟာဘယ်လိုပြောမလဲပိတ်ပို့ထွက်တယ်ပေါ့နော်တခါတလေခြေလို့အိမ်မှာတနိုင်တစ်ပိုင်းညှက်ကြနော်တနိုင်တစ်ပိုင်းလေးညှက်တယ်ဆိုရင်ခြေလို့ကိုဒီမှာတွေ့လားပိတ်စာကိုခြေလို့ဒီလိုမျိုးဒီဘက်ကအနာသားပေါ့နော်ပိတ်စာကိုဒီလိုမျိုးလေးခောက်လိုက်တယ်ပြီးတော့ခြေလို့လိုချင်တဲ့ပိတ်စာအပိုင်းလေးတွေခြေလို့တင်ညှက်တယ်ရမယ်နော်အဲ့လိုပုံစံလေးခြေလို့တင်ညှက်ကြတာပေါ့နော်ဆိုပါစို့အခုဒီလိုပုံစံလေးလေတစ်ထည်ချင်းလေးဆိုရင်တော့ခြေကပိတ်လေးခောက်တယ်ဒီလိုမျိုးလေးတင်ညှက်တယ်နော်ဒီလိုပုံစံလေးဒါလေးရခြေလို့တစ်ထည်ချင်းလေးနော်တစ်ထည်ချင်းလေးဆိုရင်ခြေလို့ကိုဒီမှာတွေ့လားဒီလိုပုံစံလေးတင်ညှက်တယ်အထည်တွေများလာပြီဆိုရင်ကြတော့ခြေလို့ကအခုဒီလိုပုံစံမျိုးလေးတွေစီသွားရမှာပေါ့နော်ရမယ်နော်အဲ့တော့ဒီလိုပုံစံဒါလေးချက် comment မှာဟိုလေးပုံလေးတွေချက်တင်ပေးထားပေးမယ်နော်ဒါလေးဆိုချုပ်စာပါပြီးတော့ပိတ်ကြောတွေဆိုတွေ့လားပတ်တန်လေးတွေကိုအရင်ပိတ်တွေမှတ်ညှက်ခင်ကျတော့ပတ်တန်အပိုင်းလေးတွေကိုအရင်တင်ကြည့်ရတယ်ပေါ့နော်ဒီလိုပုံစံလေးတင်ကြည့်ရတယ်နော်တစ်ထည်ချင်းဆိုရင်တော့ခြေလို့ကိုဒီမှာပိတ်ကိုဒီမှာတွေ့လား
ဒါဆိုအနာသားလေးနော်အနာသားလေးနဲ့ခောက်ပြီးတော့ဒီလိုမျိုးလေးတွေတင်တချို့တွေကကြာပလက်အလေးနဲ့ထိုးတယ်တချို့တွေကကြာဒီလိုမှတ်ခဲလေးနဲ့အရာလေးပေးပြီးတော့ညှက်တာပေါ့နော်အဲ့တော့ကတင်ဆက်ကြီးရင်းနဲ့လည်းညှက်လို့ရတယ်တနိုင်တစ်ပိုင်း2လွှာ3လွှာ4လွှာအဲ့လိုသွားတဲ့ဟာရင်းနဲ့လည်းညှက်လို့ရတယ်ပေါ့နော်အဲ့တော့ချယ်တို့ကဒီတိုင်းကိုယ့်အကိုတနိုင်တစ်ပိုင်းလေးတွေပေါ့နော်တစ်ထည်ချင်းစီညှက်ရကြပိတ်စာကိုတွေ့လားဟိုပြောချင်တာကွာဒီလိုမျိုးနှစ်ခေါက်နော်ဒီလိုမျိုးနှစ်ခေါက်ခောက်တာလို့အဲ့လိုမျိုးလေးနဲ့ကိုရှာပြီးတော့တစ်ထည်ချင်းစီညှက်သွားတယ်တခါတလေလဲဒီလိုမျိုးနှစ်ခေါက်ခောက်ပြီးညှက်တယ်တခါတလေလဲဝင်တလောက်လေးလေဒီလိုလေးခောက်ဒီဘက်ကပိုးတဲ့ဟာကိုတစ်ခုယူအဲ့လိုမျိုးလေးနဲ့တစ်ထည်ချင်းစီညှက်သွားကြတယ်ပေါ့နော်အဲ့တော့တစ်ထည်ချင်းစီညှက်သွားတယ်အဲ့တော့တကယ်လို့ညာသမီးကအဲ့လိုမဟုတ်ဘဲနဲ့ဟိုပါပေါ့စက်ရုံပုံစံမျိုးတွေပေါ့နော်အဲ့လိုမျိုးလေးသွားတော့မယ်ဆိုရင်ကြတော့ချယ်တို့ကပတ်တန်ကိုဒီလိုပုံစံမျိုးအပြန့်နေညှက်ပေးရတယ်ပေါ့နော်အဲ့တော့ပတ်တန်တွေကိုလည်းချယ်တို့အခုပြောချင်တာပတ်တန်လေးကိုဒီလိုမျိုးဖြန့်ညက်ပေးရတယ်။တစ်ထည်ချင်းစီဆိုရင်တော့ကွာပတ်တန်လေးကိုခြေလို့ဟိုမှာတင်ထားတဲ့လိုမျိုးပတ်တန်လေးတွေကိုခောက်ညက်လို့ရတယ်မလား။ခောက်ညက်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ပတ်တန်ကိုခြေရှိမှပြထားတဲ့လိုမျိုးလေးဒီလိုမျိုးတစ်ပိုင်းချင်းစီပေါ့နော်။ဒီလိုတစ်ပိုင်းချင်းစီသွားလို့ရတယ်။ဒါပြောချင်တာကွာပိတ်စာလေးခောက်နော်ပိတ်လေးကိုဒီလိုမျိုးလေး fabric လေးကိုဒီလိုလေးခောက်ပြီးတိုင်းဒီလိုလေးတင်တစ်ထည်ချင်းစီကသွားလို့ရတယ်။တကယ်လို့တမီးကအဲ့လိုမဟုတ်ဘဲနဲ့ဟိုပါပေါ့နော်လေးရာတွေနဲ့နော်3လွှာ4လွှာအများကြီးညက်တော့မယ်။အဲ့လိုမျိုးတွေကြာရင်ကြတော့ဒီလိုမျိုးသွားလို့မရတော့ဘဲနဲ့ပိတ်ကိုတမီးကဖြန့် sorry ပတ်တန်ကိုဒီလိုမျိုးဖြန့်ပြီးတော့ဆွဲပေးရမယ်နော်ပတ်တန်ကိုဖြန့်ပြီးတော့ဆွဲပိတ်တွေကိုအလွှာလိုက်လေတလွှာချင်းစီခေါင်းညက်တာမဟုတ်ဘဲနဲ့ခင်းသွားမှာပေါ့နော်အဲ့လိုပုံစံမျိုးလေးနော်အဲ့တော့အခုဒီမှာဆိုရင်လည်းအဲ့ဒီတိုင်းပဲတွေ့လားအခုဒီမှာဆိုရင်ဒီမှာကြည့်အနံသေးဆိုလို့ရှင်ဒီမှာနော် pieces အပိုင်းတွေတူတူပဲနော်ဟိုနှစ်စုံစားစီဟိုပါပေါ့တစ်စုံ pieces အပိုင်းတွေတူတူပဲနော်အခုဒီမှာနောက်ချမ်းရဲ့ရှေ့ချမ်းရဲ့ခြေလို့ညှက်တာပဲဒါပေမဲ့အနံသေးတဲ့အချိန်ကျရင်ပိတ်တွေကဆိုပါစို့တစ်ကိုင်းနှစ်ကိုင်းသုံးကိုင်းအဲ့လိုမျိုးပိုးရှေ့ရှေ့ဝယ်ရတယ်အနံဒါဆိုပုံမှန်တယ်လောက်ဆိုရင်သူဝင်တယ်လောက်ဆိုတွေ့လားပိတ်ကတဖြည်းဖြည်းတိုးသွားတယ်နော်အနံကြီးဆိုရင်ပိတ်ကပို့ပြီးတော့ကုန်တာနဲသွားတယ်နော်ပြောချင်တာ3ကိုက်ကုန်တဲ့နေရာမှာဒီမှာဆိုရင်2ကိုက်ဟိုပါပေါ့2ကိုက်ခွဲပဲကုန်မယ်ဒီမှာဆို2ကိုက်ပဲကုန်မယ်အဲ့လိုမျိုးလေးနဲ့အလွှာတွေအများကြီးဖြစ်လာတဲ့အချိန်မှာတမီးတို့ရဲ့ကုန်ကြစရိတ်ကတိတိတတ်တာရော့လာနိုင်မယ်အဲ့ဒါကြောင့်မလို့ပိတ်တွေဝယ်တဲ့အချိန်ကျရင်လည်းအနံကြီးပေးပါဆိုပြီးတော့ဝယ်တဲ့ကအလကားမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးလေးနော်ချက်ဒီပုံလေးတွေကိုတမီးတို့ပုံလေးတွေတင်ထားပေးမယ်ဒါလေးတွေကြည့်ပြီးတော့ဟိုစပေါ့ပိတ်ဘလို့ရာလဲပေါ့နော်အဲ့ဒါလေးတွေကိုကြည့်ရမယ်အဲ့တော့ချက်ခုနကပြောသလိုပဲ grain line အရေးကြီးတယ်နော် grain line အရေးကြီးရဆိုတာပိတ်ကြောပေါ့နော်ပိတ်ကြောတွေကတမျိုးဒီလိုအနာသားနဲ့အပြိုင်ကြီးဖြစ်နေရမှာပေါ့နော်အခုဒီလိုပုံစံမျိုးကြီးနော်အဲ့တော့ပိတ်တွေလုပ်ပြီးဆိုရင်ပိတ်ကြော grain line တွေကိုဒီလိုမျိုးလေးတေချာလေးထည့်ပေးနော်ဘောင်းမီတွေဆိုရင်ခြေလို့ကိုဒီမှာတွေ့လားဒီလိုမျိုးလေးလှည့်ညှက်လို့ရတယ်မြင်တယ်နော်လှည့်ညက်တဲ့ချိန်ကျရင်ပို့ပြီးတော့ဝင်သွားတာကြီးလည်းရှိတယ်နော်ဒီလိုပုံစံမျိုးလေးပေါ့နော်အဲ့တော့အခုဒီမှာတွေ့လားနော်ဒီလိုမျိုးလေးတွေလှည့်ပြီးတော့အဲ့တော့တစ်ထည်ချင်းစီဆိုရင်ခောက်ညက်ပြီးကိုဝင်တဲ့လိုမျိုးလေးရာလို့ရတယ်စက်ရုံပုံစံမျိုးနဲ့သွားမယ်အများအနေနဲ့သွားမယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးဆိုရင်ကြတော့ခြေတို့ကပိတ်ကိုဘယ်လိုမျိုးလေးသွားလဲဆိုတော့နော်ဒါဒီလိုပုံစံလေးOkayနော်စက်ရုံပုံစံမျိုးတွေနဲ့ဆိုရင်ကြတော့ခြေတို့ကပိတ်ကိုတွေ့လားဒီလိုမျိုးအပြန့်လိုက်ကြီးရေပေါ့နော်အပြန့်လိုက်ကြီးရေခင်းတယ်ပြီးတော့အလွှာလေးတွေကိုအရင်ယာကြည့်ရပေါ့အရင်ဒီလိုမျိုးပိတ်လိတ်ကိုမဖြတ်သေးပဲနဲ့ကိုကဆိုပါဆို3 size ထုတ်မှာလား3 size ထုတ်မယ်ဆိုရင်ပိတ်ကိုတေးချမဖြတ်သေးပဲနဲ့အရင်ပတ်တန်လေးတွေကိုတင်ပြီးတော့ယာကြည့်တယ် Okay 3 size လောက်နဲ့ထုတ်ဖို့အတွက်ကဆိုပါဆိုပိတ်ကဆိုပါဆို6ကိုင်းနဲ့ဝင်တယ်ဆိုရင်အဲ့ကြမှာ6ကိုက်ကိုဒီလိုမျိုးလေးဖြတ်ပြီးတော့ပိတ်အလွှာလေးတွေကိုထပ်သွားတယ်ပြီးတော့မှပတ်တန်ပြန်ချပြီးတော့ညှက်သွားတာပေါ့နော်ဒါလေးကကြတော့တမီးတို့ဒီဟိုပါပေါ့နောက်ပိုင်းကိုကအထည်ရည်များထုတ်တော့မယ်ဆိုရင်ဒီလိုပုံစံလေးနဲ့သွားကြတာပေါ့ရမယ်နော်အဲ့တော့အခုဒီပုံစံလေးဆိုရင်တမီးတို့ဒါဆိုရှင်းရှင်းလင်းလင်းလေးသဘောပေါက်သွားမယ်ထင်ပါတယ်အဓိကပိတ်ကြောပေါ့နော်ပိတ်ကြောလေးအခုဒီမှာတွေ့လားဒီလိုပုံစံလေးတွေတွေ့လားဒီမှာစက်ကတ်လေးဆိုရင်လည်းတွေ့လားပိတ်ကြောလေးတွေကွာအဓိကခြေတို့ကဟိုကိုထည့်ထားတဲ့ပိတ်ကြောပေါ့နော်ကိုထည့်ထားတဲ့ပိတ်ကြောကိုကပိတ်ကြောကိုဘယ်လိုပုံစံလေးထည့်မှာလဲပေါ့အခုဒီလိုပုံစံလေးနော်ဒီလိုစက်ကတ်လေးဆိုရင်ခြေတို့ကဒီမှာကအနာသားနော်အနာသားဆိုရင်ခြေတို့ကစက်ကတ်လေးဆိုဒီလိုမျိုးပိတ်ကြောလေးထားထားရင်ကိုထားထားတဲ့ပိတ်ကြောတိုင်းလေးတွေကိုခြေတို့ကသွားပြီးတော့ညှက်ပေးရတာပေါ့သဘောပေါက်တယ်နော်ဒီလိုပုံစံလေးတွေ့လားဒီမှာကြည့်နော်ဒီလိုမျိုးလေးညှက်တာလည်းရှိတယ်နော်ဒီလိုပုံစံလေးညှက်တာလည်းရှိတယ်နော်မျိုးစုံပေါ့နော်သူကလေဒီလိုမျိုးဆိုပါဆိုပိတ်ကြောဒေါင်းလိုက်စင်းညှက်တာနဲ့ကန့်လန့်စင်းညှက်တာနဲ့ထွက်လာတဲ့ရုပ်ထွက်တွေကလည်းမတူတွေ့လားနော်အခုဒီမှာဆိုရင်ကိုယ်ထည်တွေကတော့ပိတ်ကြောတွေကိုခြေလို့ဒီမှာတွေ့လားဒီလိုပုံစံလေးလက်တွေ